ကျွန်တော်ဆိုဒီမှာသဘောကောင်းတယ်စေတနာပိုတာအများကြီးပဲဖော်ရွယ်ပြူငါမညာရပါဟင်းကောင်းအလွန်ကြိုက်တယ်ရွာကိုလာတဲ့တစိမ့်ဧည့်သည်အိမ်ကိုခေါ်ပြီးထမင်းကျွေးမယ်လာလဲမယ်ဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာတယ်ဘာဟင်းကလက်ဖက်ရည်ဆိုင်နာကကိုရဆိုင်နမိတ်ကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်နဲ့နှစ်ထပ်အိမ်ကြီးဒါကြောင့်တော့နေတဲ့အိမ်ကိုလေဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်အိမ်ကိုလေဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်ကျုပ်တို့အိမ်ကဧည့်သည်လာမဟင်းကောင်းချပါသည်အိမ်မှာပုံမှန်ကပီးနဲ့ဆောတခါတလေဆိုရင်ကြက်ဥကြောဖွယ်လီကာလီတွေမချက်ဘူးနော်အသီးအရွက်တစ်လက်စံစင်ငရုံစာပြင်းရှိတယ်ချမ်းမချက်များမွေးထားတယ်လာလဲမယ်ဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာလဲပါအင်းကလက်ဖက်ရည်ဆိုင်နာကကိုရဆိုင်နမိတ်ကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်နဲ့နှစ်ထပ်အိမ်ကြီးဒါကြောင့်တော့နေတဲ့အိမ်ကိုလေဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်အိမ်ကိုလေဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်ကျုပ်တို့အိမ်ကဧည့်သည်လာမဟင်းကောင်းချပါသည်ကျွန်တော်ဆိုဒီမှာသဘောကောင်းတယ်စေတနာပိုတာအများကြီးပဲဖော်ရွယ်ပြူငါမညာရပါဟင်းကောင်းအလွန်ကြိုက်တယ်ရွာကိုလာတဲ့တစိမ့်ဧည့်သည်အိမ်ကိုခေါ်ပြီးထမင်းကျွေးမယ်လာလဲမယ်ဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာတယ်ပါဟင်းကလက်ဖက်ရည်ဆိုင်နာကကိုရဆိုင်နမိတ်ကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်နဲ့နှစ်ထပ်အိမ်ကြီးဒါကြောင့်တော့နေတဲ့အိမ်ကိုလေဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်အိမ်ကိုလေဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်ကျုပ်တို့အိမ်ကဧည့်သည်လာမဟင်းကောင်းချပါသည်အိမ်မှာပုံမှန်ကပီးနဲ့ဆောတခါတလေဆိုရင်ကြက်ဥကြောဖွယ်လီကာလီတွေမချက်ဘူးနော်လက်ဖက်သုံးတလက်စံစင်ငရုံစာပြင်းရှိတယ်ချမ်းမချက်များမွေးထားတယ်လာလဲမယ်ဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာလဲပါအင်းကလက်ဖက်ရည်ဆိုင်နာကကိုရဆိုင်နမိတ်ကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်နဲ့နှစ်ထပ်အိမ်ကြီးဒါကြောင့်တော့နေတဲ့အိမ်ကိုလေဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်အိမ်ကိုလေဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်ကျုပ်တို့အိမ်ကဧည့်သည်လာမဟင်းကောင်းချလို့ဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်အိမ်ကိုလေဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်ကျုပ်တို့အိမ်ကဧည့်သည်လာမဟင်းကောင်းချပါသည်